မသိခဏနေကြလို့ရှိရင်ငါအပြည့်မီတွေသွားချင်ရှိတယ်ကောင်းစနေလုပ်ထားလိုက်တော့ ဟုတ်ကဲ့မမ ဒါအခုဒီကျင်ပေါ်လေးနဲ့မှပြိတက်တွေကပိုတည်သွားတာပေါ့အမှန်တိုင်းပြောရင်ဒီတရုတ်ဆောင်လောကဝင်တဲ့ချိန်မှာတော့ခက်ခဲရည်လည်းရှိရယ်စိတ်သက်ကြရည်လည်းအများကြီးပဲငိုခဲ့ရည်လည်းရှိရယ်ခါချိုင်တော့မလုပ်တော့ပဲနဲ့လက်လျှော့လိုက်ချင်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဝါသနာလည်းပါတယ်ဖြစ်ချင်တဲ့အိမ်ဘက်ကြောင့်ခုချိန်ကြီးဆက်ရှောက်နေတာပါဟုတ် ကျမမမပေါ်မှာစက်မလိန်နိုင်တော့ကိုခံမို့တေချာပြန်စဉ်းစားကြည့်ရင်မမပေါ်မှာလိန်ထားပြီးတဲ့နောက်ပိုင်းကျမကိုအပြစ်ရှိရလို့ခံစားနေရတယ်နောက်ပြီးချောနဲ့နင်းဆက်တို့ကလည်းတဖြည်းဖြည်းနဲ့ပို့ပြီးရင်းနေတာကြတော့မကြခင်မသိလာလိမ့်မယ်လို့ထင်တယ် ဘယ်လိုရဖြစ်စီလဲဆိုတော့အခုဆိုရင်ပြိတက်တွေ comment လေးပေးကြတယ်မေးသိမ့်ပေါ်လေးချစ်တယ်အားပေးနေရတော်တယ်ပေါ့နော်တရုတ်ဆောင်ကောင်းနေပြောကြဒါကတော့ကိုယ့်အတွက်တကယ်အားရတယ်ဒီရဲ့အားဖြစ်ပြီးတော့ပြိတက်တွေပြောတဲ့အားတွေဖြစ်ပြီးတော့ပို့ပြီးလဲစူးစမ်းခြင်းစိတ်ရှိရပေါ့နော်အရင်တော့အချိန်ကြတော့ပြိတက်တွေကတိတ်မသိတည်းရဲ့ခါကြတော့နည်းနည်းပြိတက်အနေချင်းလောက်ပဲတည်းရဲ့ခါကြတော့စကားလေးပြောဖြစ်တယ်အဲ့အနေပဲအားပြန်ယူရပါပေါ့နော်ပြီးတော့ကိုမိသားစုအခုဆိုရင်အရင်ကတော့အမေတို့ဖေတို့ကတိတ်တော့မလုပ်စီခြင်းပေါ့နော်အခုကျတော့လက်ခံလာပြီလုပ်စီခြင်းတဲ့ခါကျတော့ဒီမိသားစုရဲ့ကိုညီမလေးတွေမောင်နှမတွေဒီအားတွေပြန်ရပြီးတော့အခုဆိုကိုစူးစမ်းဖြစ်ပါဟုတ်feeling လေးကတော့ဒီမေသိမ့်မော် character လေးနဲ့စညက်နိုးစင်ကိုပို့ပြီးတော့တွဲလဲမြင်သွားကြရပေါ့နော်ဒီ character လေးနဲ့တရုပ်ဆောင်တဲ့အတွေ့အမှုလေးကိုလည်းချစ်ပေးကြရဲအားပေးကြရတဲ့အတွက်လည်းတကယ်အတိုင်းမသိဝမ်းသာရပါတယ်ဟုတ်လူပညာခြေလမ်းစာတော့2018လောက်ကစခဲ့ရပါတော့ညီမ Miss ဝင်ကြိုင်ခဲ့ရအဲ့ဒီတော့ပေါ့အဲ့တော့ Miss Korean လဲရန်ကုန် North ဝင်ကြိုင်ရင်းနဲ့မှာတခြားပွဲတွေပြိုင်ပြီးတော့2019လောက်မှာညီမ MNTC မှာတရုတ်ဆောင်တင်တန်းတက်ခဲ့အဲ့ဒီညီမဒီအမှန်တော့တရုတ်ဆောင်အရင်ဖြစ်ချင်တာပေါ့နော်ဖြစ်ချင်ပေမဲ့အမေကကြတော့ဒီ MRT ဖုန်းမှာအဲ့လို Miss War တွေ Miss War တွေလာနေတာတွေ့တဲ့ခါကျတော့သူကတမီးကိုလည်းပြိုင်စီခြင်းတဲ့ခါကျတော့ကိုကလည်းဒီပြိုင်ပွဲတွေကြတော့တစ်ခါမှမပြိုင်ဘူးတော့နည်းနည်းကြောက်တာနဲ့တငယ်ချင်းတွေအကုန်လုံးဝိုင်းအားပေးနေပြိုင်ဖြစ်သွားတာပေါ့နော်ပြိုင်ဖြစ်သွားတာနေဒီလမ်းကြောင်းပေါ်ရောက်ပြီးတော့တရုတ်ဆောင်တင်တက်ပြီးတော့အခုဒီတရုတ်ဆောင်လောကတွေဝင်လာခဲ့ရပါစားရိတ်တာကတော့ဒီ2022လောက်ကကျမခင်မိုးရဲ့လှုပ်ဝဲချက်ဆိုရဲseries လေးပေါ့နော်မန်နော်ဖော်ရိုနဲ့အကားရိုက်တယ်အဲဒီ series လေးပြီးတော့တကူတူးယူဆိုပြီးတော့ဒီ2024ပေါ့နော်အဲ့တော့ကကြတော့တကူတူးယူတကြံကားလေးဒီ hip play မှာလည်းပြနေတယ်အဲ့ကားလေးပြီးတော့အခုဒီကျင်ပေါ်ဆွဲစကားလေးပေါ့နော်ဟုတ်အားရကျင်တဲ့မှုရှိတာဆိုတော့ပထမအောင်ဆုံးစက်ကောင်လုံးကကြတော့ဆဆချင်းနဲ့တရုတ်ဆောင်ရတယ်ဒီတရုတ်ဆောင်လောကတဲ့စဝင်လာခဲ့တဲ့အချိန်ကျတော့ကိုလည်းအရင်မသိသေးဘူးပေါ့နော်ကိုတိုင်းလည်းအားမလို့အားမရဖြစ်တာရောရှိတယ်နောက်ပိုင်းနေကြတော့ကိုဘလိုလေးတရုတ်ဆောင်ရင်ပိုကောင်းမယ်ဆိုပြီးတော့ပို့ပြီးတော့စူးစမ်းရတယ်နော်အခုချိန်ထိတော့အရင်အားရကျင်တဲ့တော့မဟုတ်ဘူးဒါပေမဲ့တရုတ်ဆောင်လိုက်တာတော့ခုတော့အဆင်ပြေနေပြီးတော့ခံစားရတယ်ပြီးတော့ပရိသတ်တွေကလည်းသဘောကျကြရဲဆိုတော့ပို့ပြီးတော့လည်းစူးစမ်းလို့မှာပါဟုတ်ခက်ခဲရတော့ခက်ခဲခဲ့တယ်ဘာလို့ဆိုတော့ဒီတရုတ်ဆောင်ဒီအမှုပညာလောကတွေကိုဝင်ကျင်တဲ့အချိန်တုန်းကအမှန်တိုင်းပြောရင်မျိုးရိုးလည်းမရှိဘူးbackground လည်းမရှိဘူးပေါ့နော်အသိမိတ်ဆွေအတိုင်းဝိုင်းလည်းမရှိတဲ့ခါကျတော့ဒီ Miss လောကကနေပဲစခဲ့ရတာအဲ့ကနေမှတရုတ်ဆောင်ကိုပိုဖြစ်ချင်တယ်ပြီးတော့ချင်းနေဆိုချင်တာပေါ့နော်အဲ့ဒါကြောင့်လို့တရုတ်ဆောင်တင်တဲ့အရင်တက်ကြည့်နေဆိုတရုတ်ဆောင်တင်တက်ရအနေညီမဆို casting တွေဝင်လျှောက်ခဲ့ရတယ်အဲ့လိုတခြားရုပ်ရှင်ခေါ်တဲ့ MRT4 တို့ပါ casting တွေအကုန်လျှောက်ခဲ့ရပြီးတော့မှဒီ2020လောက်မှာစပြီးတော့လုပ်မယ်ပေါ့နော်အဲ့ချိန်မှာ covid တွေဖြစ်တဲ့အခါကျတော့နားလိုက်ရင်းနဲ့မှဒီ2022အကုန်23လောက်ကြာမှာဒီအမှုပညာလောကရဲ့တရုတ်ဆောင်ကိုပို့ပြီးတော့ခြေလမ်းတက်ခဲ့ရပါဟုတ်အဲ့တော့တော်တော်ရှိခဲ့ဘူးပဲဘာလို့ဆိုတော့စူးစမ်းမယ်ပေါ့နော်ဒီအရှိမတော့ဗာလဲဆိုတော့ညီမကဒီလေးမယ်လုပ်ခဲ့တဲ့အချိန်တုန်းကတော့စီးပွားရေးလုပ်မယ်ဆိုပြီးတော့အလုပ်ထွက်ခဲ့ရပါတော့အဲ့ဒီမှာအမေက miss ကိုရှောက်ကြည့်ပါလားပြိုင်ကြည့်ပါလားဆိုရင်းနဲ့မှကိုကလည်းပိုးဝင်နေတယ်ငကိုကအရင်ကလည်းဒီအမှုပညာနဲ့ပတ်သက်ပြီးတော့လုပ်ချင်တာပေါ့နော်အဲ့တော့အင်အားမသိအောင်လို့ခိုးပြီးတော့ moral တင်တဲ့နေရာတွေရှောက်တက်ပေါ့နော်အမေတို့ဖေတို့ကကြတော့ငယ်သေးတဲ့အခါကျတော့လေလမ်းကြောင်းမှာရောက်သွားမှာဆိုတဲ့အခါကျတော့စီးပွားရေးပဲလုပ်စေချင်တယ်ပြီးတော့ပညာရေးကိုပဲဦးစားပေးစေချင်တာပေါ့နော်ဒါပေမဲ့ငယ်တော့ကကြတော့ဒီအမှုပညာကိုတစ်ခုခုလုပ်ရရင်ပြီးတော့ကျင့်တတ်တာဆိုတော့တရုတ်ဆောင်မဖြစ်ခင်ကတော့ moral တင်တဲ့နေတက်တော့ moral တင်တဲ့နေခိုးတက်တယ်ခိုးလုပ်တယ်ပေါ့နော်နောက်ကျတော့ဒီလီမယ်ရှာရင်းနဲ့လီမယ်လုတ်ဖြစ်သွားတဲ့အချိန်ကျတော့လည်းလှုပ်ချင်တာကတော့ဒီအနုပညာနဲ့ပတ်သက်ပြီးတော့အဆိုတော့မဟုတ်ရင်တော့တရုတ်ဆောင်ပေါ့နော်တရုတ်ဆောင်တာတော့ပိုသဘောကျတော့ပိုလှုပ်ချင်တဲ့ခါကျတော့ဒီလမ်းကြောင်းတွေမှားသွားမှာဆိုလို့ဆိုပြီးအမေတို့ကပေးမလို့ရင်းနဲ့မှအလုတ်ထွက်စီးပွားရေးပဲလုပ်မယ်ဆိုပြီးတော့
ပြီးတော့မှ miss ပြိုင်နေဒီလောကရဲ့ရောက်လာတဲ့ခါကျတော့ခက်ခဲရတော့ခက်ခဲခဲ့တယ်ပြီးလို့ပြောဆိုတော့မျိုးရိုးမရှိဘူးအတိမရှိတဲ့ခါကျတော့ဒီတရုပ်ဆောင်တင်တန်းတွေတက် casting တွေအများကြီးရှောက်အဲ့မှာမပါလို့ရှိရင်လည်းနည်းနည်းစိတ်တက်ကြတယ်ပါသွားပြန်လို့ခါကျတော့လည်း covid တွေပါဖြစ်နေတကယ်ရှိုင်းမယ်လို့အဲ့လိုပြောထားဘူးတဲ့ရှင်တော့ကန့်လန့်ဘူးတဲ့အဲ့လိုယုံကြည်ကားနှစ်ခုရှိရပေါ့နော်အဲ့တော့ဆိုလို့ရှိရင်လည်းဒီ2020အဲ့လောမှာရိုက်မယ်ဆိုတဲ့အချိန်မှာကိုဗစ်တွေဖြစ်တဲ့ခါကျတော့မရိုက်ဖြစ်တော့ဘဲနဲ့အခုချိန်ထိပေါ့နော်အခုချိန်ထိကန်ကလည်းမကောင်းတဲ့ခါကျတော့အခုဒီကျင်ပေါ်လေးနဲ့မှပြိတက်တွေကပိုတည်သွားတာပေါ့အမှန်တိုင်းပြောရင်ဒီတရုတ်ဆောင်လောကဝင်တဲ့ချိန်မှာတော့ခက်ခဲရည်လည်းရှိရယ်စိတ်သက်ကြရည်လည်းအများကြီးပဲငိုခဲ့ရည်လည်းရှိရယ်ခါကျရင်တော့မလုပ်တော့ဘဲနဲ့လက်လျှော့လိုက်ချင်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဝါသနာလည်းပါတယ်ဖြစ်ချင်တဲ့အိမ်ဘက်ကြောင့်အခုချိန်ထိဆက်ရှောက်နေတာပါဟုတ်အဲ့လိုမျိုးလေးကတော့တခါတလေတချို့နေရာလေးတော့ကြုံခဲ့ရလေးရရှိရယ်အဲ့လိုပေါ့ဘယ်လိုပြောမလဲကိုကဂျူနီယာအစ်စ်ဖြစ်နေတဲ့ခါကျတော့လေတချို့ကျတော့မသိသေးဘူးပေါ့နော်တချို့ကျတော့လည်းအဲ့လိုလက်တွဲခေါ်ဖို့ဆိုတာတဲ့သူတို့လည်းဘယ်လိုပြောမလဲစီနီယာဖြစ်နေရောသူတို့အလုပ်လုပ်နေရပေါ့နော်အမှန်တကယ်ကျရင်ကိုတော့ view မဆိုင်ပေးဘူးဖြစ်တာဒါပေမဲ့အစ်စ်ဖြစ်နေတဲ့ခါကျတော့နည်းနည်းစိတ်အားငယ်တာတို့အစမပြေရလေးတွေတော့ရှိရပေါ့နော်ဒါပေမဲ့အဲ့ခါကျရင်တော့အရင်တော့မပြောဘူးဒါပေမဲ့ကိုယ့်အကိုပဲဒီလိုပဲဖြည့်ရှင်းလိုက်ရင်လည်းကြော်တက်ခဲ့ရအခုချိန်ပြီပေါ့ဟုတ်ဘလိုရဖြစ်စီလဲဆိုတော့အခုဆိုရင်ပရိသတ်တွေ comment လေးပေးကြတယ်မေးသိမ့်ပေါ်လေးချစ်တယ်အားပေးနေရတော်တယ်ပေါ့နော်ပြုတ်ဆောင်ကောင်းနေပြောကြဒါကတော့ကိုယ့်အတွက်တကယ်အားရတယ်ဒီရဲ့အားဖြစ်ပြီးတော့ပရိသတ်တွေပြောတဲ့အားတွေဖြစ်ပြီးတော့ပို့ပြီးလဲစူးစမ်းခြင်းသိရှိရပေါ့နော်အရင်တော့အချိန်ကျတော့ပရိသတ်တွေကတိမ်မတိတည်းရဲ့ခါကျတော့နည်းနည်းပရိသတ်အနေချင်းလောက်ပဲတည်းရဲ့ခါကျတော့စကားလေးပြောဖြစ်တယ်အဲ့ကနေပဲအားပြန်ယူရပါပေါ့နော်ပြီးတော့ကိုမီတာဆိုအခုဆိုရင်အရင်ကတော့အမေတို့ဖေတို့ကတိတ်တော့မလုပ်စီခြင်းပေါ့နော်အခုကျတော့လက်ခံလာပြီလုပ်စီခြင်းတဲ့ခါကျတော့ဒီမီတာစုရဲ့ကိုညီမလေးတွေမောင်နှမတွေဒီအားတွေပြန်ရပြီးတော့အခုဆိုကိုစူးစမ်းဖြစ်ပါဟုတ်အားပေးကြရဲအခုဆိုဆက်စချင်းတော့အမေတို့ဆိုရင်လည်းသူ့သမီးတရုပ်ဆောင်လာကောင်းပါမလားတိတ်မကြည့်ရဲအခုဆိုအပိုင်းတိုင်းလို့သူကအရှိဆုံးကနေအားပေးနေရပေါ့နော်ညီမလေးတို့တငယ်ချင်းတွေအမျိုးတွေကလည်းအကုန်အားပေးကြရဲသဘောကျကြရဲပေါ့နော်ချီလဲချီကျူးကြရဲတော်ရဲအဆင်ပြေရဲဆိုတော့ပိုပြီးအရှိသွားရဲဟုတ်target ကတော့ညီမအခုတရုတ်ဆောင်လောကရဲ့ရောက်တရုတ်ဆောင်လည်းဖြစ်နေပြီဆိုတော့ပို့ပြီးတော့ဒီထက်အများရုပ်ရှင်ကားတွေလည်းရိုက်ချင်တယ်ဇလန်တွေလည်းရိုက်ချင်တဲ့ခါကျတော့နေရာတစ်ခုရရအောင်တော့စူးစမ်းအောင်ပဲပေါ့နော်ပြီးတော့ပရိသတ်တွေလိုချင်နေတဲ့ပရိသတ်တွေဖြစ်စေချင်တဲ့အဲ့လိုခေါင်းဆောင်ရိုက်ပါလားလို့ပြောနေဆိုတော့အဲ့ဒီထိလည်းရအောင်တော့ဒီမှာစူးစမ်းပါအောင်မယ်ပြီးတော့တချင်းတွေလည်းဆိုချင်တဲ့ခါကျတော့တချင်းတွေလည်းလုပ်ချင်တယ်ပေါ့နော်လုပ်ဖို့လည်းရှိပါတယ်ဟုတ်ဘလူးကာရီကာဖြစ်ချင်လဲဆိုတော့အဲ့လိုပေါ့နော်အပြိုင်ဆက်ကလေးတွေလို့ပြီးရင်အဲ့လိုတခါမှအဲ့လိုအေးစစ်စစ်လေးပဲအမြဲတမ်းကိုယ်ဆိုကာရီတာအမြဲအေးတဲ့ပုံစံလေးအငြင်းပုံစံလေးပေးရခါကြတော့လေနည်းနည်းခက်ဆူဆူကောင်းမလေးအဲ့လိုပုံစံလေးတော့ပြောဆောင်ကြည့်ချင်ပါတယ်ဟုတ်ပေး냐ဆိုအစကတော့လေဒီစကားလေးရိုက်နေတဲ့အချိန်မှာမဘက်ကြီးနဲ့အဲ့လိုရှစ်မယ်လို့မထင်ဘူးပေါ့နော်ဒါဆိုတော့ကိုခန့်မော်နဲ့မမြင့်စုရဲ့နောက်မှာကိုခန့်မော်ကရှုပ်နေတာချောပေါ့နော်ချောရှိနေတဲ့ခါကျတော့ဒီအတွင်းမှုမလေးနဲ့တခါလေးကြားလို့ရှိရင်ကိုခန့်မော်နဲ့ရှစ်တင်ရိုက်တဲ့ချိန်ကျရင်အင်ဂျီလေး mesh color ဖြစ်တာတို့ဘာလို့ပေါ့နော်တခါလေးကြားလို့ရှိရင်တူရီယာလေးရှိတဲ့ခါကျရင်မဘက်ကြီးရအောင်ပြောဟင်းဒီကားမှာမေသိမ့်ပေါ်နဲ့ညာမလားမသိဘူးပေါ့နော်အကုန်လုံးကဝိုင်းစနေတဲ့ခါကျတော့ပရိသတ်တွေလည်းအဲ့လိုမြင်မလားမသိဘူးပေါ့နော်ရှူတင်တစ်ခုလုံးကလည်းအဲ့လိုပဲကိုခန့်မွန်နဲ့နောက်ဆုံးပါသွားပြီကိုခန့်မွန်နဲ့ပဲအဲ့လိုစကြတော့ပရိသတ်တွေလည်းကိုခန့်မွန်နဲ့ပဲစမယ်အဲ့လိုမျိုးလေးပေါ့နော်ထင်တာတကယ်ကြာမဘဘကြီးနဲ့ပရိသတ်တွေကပို့ပြီးတော့တွဲမြင်ပြီးတော့မဘဘကြီးနဲ့ပို့သဘောတူနေကြပါပေါ့နော်အဲ့ခါကျတော့တမျိုးလေးလည်းပီတိဖြစ်တယ်ဘယ်လိုပြောမဘဘကြီးနဲ့ကိုပို့ပြီး chemistry မိရလို့မြင်ကြတဲ့ခါကျတော့လေပို့ပြီးလည်းပျော်ရဟုတ်ဒီစကားရိုက်တော့အခက်ခဲရတော့လေအဲ့လိုအများကြီးကြီးမမတော့တိတ်မရှိပါဘူးဒီစကားလေးစညွှန်းလေးရပြီး script လေးရတဲ့အချိန်မှာကိုယ်စက်ကောင်လေးကိုအဓိကဒီနဲ့ဖတ်ကြည့်ရပြီးတော့ဒီအတွက်လိုအပ်တဲ့အဝတ်စားလေးတွေပေါ့နော်ကိုဘလိုလေးဘယ်နာဝတ်မယ်ပြီးဘလိုလေးတရုပ်ဆောင်လဲဆိုပြီးတော့ညာတိုင်းတော့ script တွေဖတ်ကြည့်ရမှန်ရှိမှာတော့တရုပ်ဆောင်ကြည့်ရဘာလို့ဆိုတော့ဒီကားမှာကျတော့အရှိမှာတော့ရိုက်ခဲ့တဲ့အချိန်တော့ကျတော့အဲ့လိုတရုပ်ဆောင်တစ်တင်နဲ့ပဲရိုက်ရတယ်ပေါ့နော်ဒီကျင်ပေါ်မှာကျတော့လိုဝိုင်းတရုပ်ဆောင်မပချီနဲ့ပို့ပြီးတော့တွဲရမယ်ဆိုတော့ကိုလှုပ်လိုက်တဲ့အမှားတစ်ခုကိုတရုပ်ဆောင်နေရတယ်
စောင့်ရမှာတို့ဘာလို့ဖြစ်ပဲအားနာတဲ့စိတ်တွေပေါ့နော်ပို့ပြီးတော့စူးစမ်းဖြစ်တယ်အိမ်မာကပို့ပြီးပြင်ဆင်ခဲ့ပေါ့နော်အဲ့ပြင်ဆင်တဲ့ကြားရဲကမှအခက်အခဲတစ်ခုဆိုလို့ရှိရင်အဲ့မဘက်ကြီးနဲ့ပါရိုက်တဲ့ဆင်းဆိုရင် script ကအရင်ကဖတ်ထားပြီးကြိုလဲကြက်ထားပြီးဒါပေမဲ့ on scene ပေါ်ရောက်တဲ့အချိန်ကျတော့ဒီကနောက်နေ့မှရိုက်မယ်ဆိုပြီးတော့ဒီနေ့တစ်ခါရဲလိုက်တော့မယ်ဆိုရိုက်တဲ့အချိန်ကျတော့ဟိုဘာလဲ secret ကမေ့တကယ်လည်းရိုက်မယ်ဆိုတော့နည်းနည်းအဲ့ဒီစင်ကကိုယ့်အတွက်ပို heavy ဖြစ်မယ်ပေါ့နော်ဒီစင်ကိုပို့ပြီးတော့အားခဲထားတဲ့အချိန်မှာဒါကိုချက်ချင်းရိုက်မယ်ဆိုတော့နည်းနည်းလန့်သွားတယ်နည်းနည်းကြောက်တဲ့ရှိန်နဲ့အရှိန်ကြောက်ပေါ့နော်တကယ်ရိုက်တော့ secret တွေမေ့မဘက်ကြီးက item တွေလုပ်ပြီးကိုကဒီဘက်မှာစာသားတွေမေ့အဲ့လိုစကလုံးတွေမေ့ဆိုတော့အဲ့ဒါလေးကတော့အမှတ်တရဖြစ်သွားပါတယ်ဟုတ်တယ်ပို့ခဲ့ရပြီးတော့မဘက်ကြီးပါရိုက်တဲ့စင်းတွေမဘက်ကြီးကိုအဲ့လိုရန်ဖြစ်လို့ဆွဲရတဲ့စင်းတွေဆိုတော့မဘက်ကြီးကပို့ပြီးတော့ power ကြီးရပေါ့နော်အတန်အားလည်းကြီးရမျိုးလုံး power ကောင်းတယ်ပြုတ်ဆောင်လည်းကောင်းတဲ့ခါကြတော့လေမဘက်ကြီးအဲ့လိုတခုကိုစောင့်နေရမှာအဲ့အားနာစိတ်တွေဖြစ်တာမဘက်ကြီးကတကယ်တော့အဲ့လိုစီနီယာကောင်းအရန်ပီတာရယ်ဟိုဘယ်ပြောမလဲတရုတ်ဆောင်အတစ်တယောက်ကိုလေဆွဲခေါ်ပေးသွားနိုင်တယ်ပြီးတော့ညီမတယောက်လိုလည်းအစင်အဲ့လိုပေါ့စကလုံးတွေပြင်ထားလော့တွေပေါ့နော်အဲ့လိုတေးချာဒီတေးလေးကိုပြပေးတင်ပေးရပေါ့ဟုတ်ပရိသတ်တွေစမြတ်နိုးစင်ကိုပို့ပြီးတော့အားပေးကြပါတော့เนาะအခုဆိုရင်စမြတ်က TikTok လေးတွေရော Facebook page လေးလည်းရှိရခါကြတော့စမြတ်ရဲ့ဒီအနုပညာလှူရှာမှုလေးတွေလည်းအဲ့မှာအများအားတင်ပေးမယ်ပေါ့เนาะအဲ့တော့ပရိသတ်တွေကစမြတ်ကိုအားပေးပါဒီထက်ပို့ပြီးတော့လည်းရုပ်ရှင်တွေ series တွေရိုက်ရအောင်လို့ပေါ့เนาะပြီးတော့အများကြီးလည်းစူးစမ်းပါအောင်မယ်လို့ဟုတ်